ဒီနေ့မှာတော့အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ပြည်နယ်တစ်ခုအကြောင်းကိုပြပြပေးချင်ပါတယ်။ဒီပြည်နယ်ဟာဆိုရင်ပြည်နယ်ရဲ့84.53%ရာခိုင်နှုန်းလောက်ကိုတက်တော့တွေနဲ့ဖုံးလွှမ်းထားတဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံရဲ့တက်တော့ဖုံးလွှမ်းမှုစတုတ္ထအများဆုံးပြည်နယ်ဖြစ်တယ်လို့အိန္ဒိယနိုင်ငံထဲမှာဆိုရင်တော့လူဦးရေဒုတိယအနည်းဆုံးပြည်နယ်လည်းပဲဖြစ်ပါတယ်။အခုပြောနေတဲ့အကြောင်းကတော့မီဇိုရမ်ပြည်နယ်အကြောင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဟာဆိုရင်တောင်တန်းဒီပေါ်မှာရှိနေတယ်လို့သမိုင်းဝင်အမွေအနှစ်တွေရိုးရာယဉ်ကျေးမှုတွေတဘာဝရှုခင်းအလှတွေနဲ့ပြည့်နှက်နေတဲ့ပြည်နယ်လေးပဲဖြစ်ပါတယ်။နောက်ပြီးတော့အိန္ဒိယနိုင်ငံမှာယင်စီကအလိုက်နာဆုံးပြည်နယ်ဖြစ်ပြီးတော့ဟွန်တီရာမျိုးတွေလည်းမရှိပါဘူး။မီဇိုရမ်ပြည်နယ်မှာအဓိကဘာသာစကားအနေနဲ့မီဇိုဘာသာစကားကိုအသုံးပြုပြီးတော့မီဇိုဆိုတဲ့စကားလုံးအဓိပ္ပာယ်ကတော့တောင်ပေါ်နေလူများလို့အဓိပ္ပာယ်ရပါတယ်။ပြည်နယ်ရဲ့85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလူဦးရေတွေဟာခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ကြောင့်မလို့အစီကားဆုံးပွဲတော်ဟာဆိုရင်ခရစ်စမတ်ပွဲတော်လို့ပြောလဲမမှားပါဘူးပြီးတော့မီဇိုရမ်ပြည်နယ်မှာတနင်္ဂနွေနေ့ရောက်တိုင်းဆိုင်တွေရုံးတွေအကုန်လုံးနှီးပါးကိုပိတ်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားเจ้าမှာတွားပြီးတော့ဝတ်ပြုကိုယ်ဝယ်ကြတဲ့အပြင်တနင်္ဂနွေနေ့တရက်ကိုတော့တပတ်တာလုံးပင်ပန်းခဲ့သမျှအတွက်အနားယူကြတာပဲဖြစ်ပါတယ်။ British တွေလက်အောက်ကနေလွတ်လပ်ရေးရလာခါစားကမီဇိုရမ်ပြည်နယ်ဟာအဆမ်ပြည်နယ်အောက်မှာရှိတဲ့ district တစ်ခုသာဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာမီဇိုရမ်ပြည်နယ်ဆိုပြီးတော့ကွဲထွက်လာတာပဲဖြစ်ပါတယ်။နေခက်နေအောင်ချီနဲ့အတူတောင်တန်းတစ်လျှောက်ဖုံးလွှမ်းထားတဲ့တိမ်ပင်လယ်တွေအပြင်ညနေဘက်နေဝင်စီးတာအလှကိုလည်းတဝါကြီးတွေ့မြင်ခံစားနိုင်တာမို့လို့တခါလောက်တော့တွားလေတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ဒါအပြင်ယာဒီအလိုက်ယာဒီပန်းတွေအပြည့်နဲ့လှတဲ့ပြည်နယ်ဖြစ်တာမို့လို့မိတ်ဆွေတွေနဲ့တွားလည်မယ်ဆိုရင်တော့လုံးဝနောင်တမရမှာအာမခံပါတယ်အခုလိုမျိုးဘ ഹു တုဒရစရာအကြောင်းအရာတွေကိုဆက်လက်ပြီးသင်ပေးမှာမို့လို့ကျမရဲ့ page ကို like and follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်